103L. Yeah, I think I have a white baseball cap on. Not at the time, but they said they both say mid-20s, kind of light blonde hair, light brown hair. We had him on deck. Looked like. Hello မဆုံခဂျိုင်ဂျာနီကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ထိုင်းမှာယထာမစီဘူးတွေတော့ယထာစီပြီးဆိုလိုခီးသွားမှာဖြစ်ပါတယ်ခုတော့ကျွန်တော်ဘူရာယုံကိုရောက်ရှိလို့နေပါပြီကျွန်တော်ချင်းမရနေ content ထီကို15ဘက်ပဲပေးစီရပါတယ်အဲ့မတိုင်ခင်ကတော့ကျွန်တော်ပစ္စည်းတွေတင်နေခဲ့ပါတယ်ယထာလက်မလဲဝယ်ပြီးပြီဆိုတော့ကျွန်တော်ယထာကိုစောင့်နေခဲ့ပါတယ်ယထာဆောက်ရောက်လာပြီဆိုတော့ချင်းမိုင်မှာစီးမဲ့လူတွေကိုခဏဆောင်ရင်ယထာဘုတ်ကိုတက်ခဲ့ပါတယ်ယထာကရိုးရိုးတန်းဆိုတော့ကျွန်တော်ပန်ကားလေးပဲပါခဲ့ပါတယ်ဒီလိုနဲ့ကျွန်တော်ယထာကိုတနင်္လာလောက်စီးပြီးခွန်တန်တို့ကိုရောက်ရှိလို့လာပါပြီကျွန်တော်တောင်တက်မှာဖြစ်လို့ကျွန်တော်လွယ်အိတ်ကိုဝိတ်ချိန်ခဲ့ပါတယ်ကျွန်တော်ရဲ့လွယ်အိတ်ကတော့10ကီလိုဂရမ်လေးပါတယ်ခွန်တန်မှာကခွန်တန်နဲ့ဆိုပြီးနာမည်ကြီးပါတယ်ဒါကြောင့်လူတွေတော်တော်များများဒီကိုလာရောက်တပုံရိုက်ကြပါတယ်ပြီးတော့ဒါနဲ့ဒီနေရာကိုနှစ်ချင်းပြန်လဲလာလဲလို့ရပါတယ်ခွန်တန် National Park ကိုတွားဖို့ဒီလို sign board လေးကိုတွေ့မြင်ရပါလိမ့်မယ်ခဏနောက်လမ်းလျှောက်လာရင်ဒီလို1300မီတာဆိုတဲ့ sign board လေးကိုတွေ့မြင်ရပါလိမ့်မယ်တောတောင်တွေကိုကြည့်ရင်ဖြည်းဖြည်းချင်းစီလမ်းလျှောက်တက်ခဲ့ပါတယ်လမ်းဘေးဝဲရမှာလဲကျွန်တော်တို့တောမူလေးတွေကိုတွေ့မြင်ရပါတယ်တနင်္လာလောက်လမ်းလျှောက်လာပြီးတောလမ်းအစုံမှာကားလမ်းကိုမြင်တွေ့ရပါမယ်အချို့တွေကနေ့ချင်းပြန်တောင်တက်ပြီးပြန်လာကြတယ်လို့အခုမှစတက်တဲ့လူတွေလည်းတွေ့မြင်ရပါတယ်ဆိုင်ပုတ်မှာလည်းကျွန်တော်တို့မြန်မာအလံကိုလည်းတွေ့မြင်ခဲ့ရပါသေးတယ်အခုဆိုရင်ကျွန်တော် Dwai Content National Park ကိုရောက်ရှိလို့နေပါပြီဝင်ကြီးကတော့ foreigner ဆိုရင်ဘတ်100ပေးရမှာဖြစ်ပြီးရိုးတရားလူမျိုးဆိုရင်တော့ဘတ်20ပဲပေးရမှာဖြစ်ပါတယ်ဝင်ပေါက်မှာလည်းကျွန်တော်တို့နာမည်စင်းနေပေးရပြီးကျွန်တော်ကတော့ဘတ်20ပဲတောင်းခဲ့ပါတယ် ใช่ครับ ขอแบบประชาชน120 บาทจ้า ครับผม ဒီနေ့ညရဲ့ degree Celsius ကတော့21 degree Celsius ပဲရှိပါတယ် National Park တဲကိုဝင်ပြီးကျွန်တော်တဲထိုးပြီးအိမ်မှာဆိုတော့တဲဖိုးကိုကျွန်တော်30ဘတ်ပေးခဲ့ရပါတယ် เที่ยวหลายที่เลยแฮปปี้แฮปปี้ Content National Park ကိုရောက်ကြောင်းကျွန်တော်တစ်စိတ်တုံးယူခဲ့ပါသေးတယ်ပြီးတော့ကျွန်တော်ကိုတောင်တက်လမ်းကြောင်းတွေရှင်းပြပေးခဲ့ပါတယ်ဒီနေရာလေးကတော့လမ်းပန်းနဲ့လမ်းပွန်းနယ်ဆက်ဖြစ်ပါတယ်တစ်ဖက်မှာလမ်းပန်းဖြစ်တယ်လို့တစ်ဖက်မှာကလမ်းပွန်းဖြစ်ပါတယ်အဲ့အပြီးတော့ကျွန်တော်တို့ကားလမ်းတစ်လျှောက်လမ်းလျှောက်လာရပါတယ်အချို့နေရာလေးမှာဆိုရင် footpath ဖြတ်လမ်းလမ်းကြောင်းလေးတွေလည်းရှိပါတယ်ဒီလိုနဲ့တောင်တက်လာတာအရင်ပင်ပန်းလို့ view point တစ်ခုမှနားခဲ့ပါသေးတယ်။မိုးကောင်းကင်ကတိမ်တွေအရင်လှလို့ကျွန်တော် time list လေးတော့ရိုက်ခဲ့ပါသေးတယ်။တောင်တက်လာတာဆိုတော့ဘိုက်လည်းအရင်စနေပြီဖြစ်တဲ့အတွက်ဒီဆိုင်လေးနားမှာကျွန်တော်ဖတ်ခတ်ဖောက်မှာစားခဲ့ပါသေးတယ်။
နေ့လည်စာစားပြီးတော့ကျွန်တော်လမ်းခဏလျှောက်လာရင် Neutral Tree Sign ပုတ်အစကိုစတင်တွေ့မြင်ရပါပြီဒီလိုနဲ့ကျွန်တော်အဝယ်ဝမှာနာမည်စင်းနေဖြည့်ပြီးကျွန်တော်ရေမောင်းလန့်စင်ဖြစ်ဖြစ်ကပ်ဖြစ်ဖြစ်တခုကိုထားခဲ့ရပါတယ်တောင်ကတော့ရော1ကနေရော4အထိတက်ရပါမယ်မီတာပေါင်းကတော့9400အထိရှိလျားပါတယ်ခုဆိုရင်တော့ကျွန်တော်တောင်စတက်ပါပြီတောင်တက်လေကားတွေကအရန်ရှည်လာပြီးမှတ်လို့ကျွန်တော်ရော1ဖြစ်တဲ့2500မီတာမှာနှစ်ခဏနားခဲ့ပါတယ်တချို့တွေကတော့တောင်တက်ပြီးပြန်ဆင်းလာကြပြီဖြစ်လို့ကျွန်တော်ရော2ဖြစ်တဲ့900မီတာကိုဆက်တက်မှာဖြစ်ပါတယ်ကောင်းကင်ပြပြကြီးရဲ့အောက်မှာမြေလန်းတွေဖြစ်တဲ့အတွက်လမ်းလျှောက်လို့လည်းအရန်ကောင်းပါတယ်အချို့နေရာလေးတွေမှာဆိုရင်တော့ကျွန်တော်တို့ရေချောင်းလေးတွေလည်းတွေ့မြင်ရပါတယ်ဒီနေရာလေးကတော့ရောတူမရောက်ခင်နေရာလေးဖြစ်ပါတယ်ဒီမှာကျွန်တော်ခဏနားခဲ့ပါသေးတယ်ရောတူဆိုတဲ့ဆိုင်းဘုတ်ကိုတော့တွေ့မြင်ရပါပြီရောတူကကျွန်တော်ကန်ချမဲ့နေရာဖြစ်တဲ့အတွက်တောင်ကုန်းပေါ်အထိတက်ရပါတယ်အချို့တွေကတော့ရောင်းနေပြီဖြစ်တဲ့အတွက်တန်နေအောင်ထောင်ထားပြီးတော့ပါပြီဒီနေရာလေးကတော့ကျွန်တော်တန့်ထောင်မဲ့နေရာဖြစ်ပါတယ်အခုတော့ကျွန်တော်တန့်ထောင်လိုက်ပါအောင်မယ်ဒီနေ့ညကမ်ပင်းလာခဲ့တဲ့လူအားလုံး19ရောက်လို့ကျွန်တော်သိရှိရပါတယ်ကျွန်တော်အပါအဝင်ပေါ့နော်ဟယ်လိုအားလုံးမင်္ဂလာပါကျွန်တော်အခုတန်ထိုးပြီးတော့ပြီပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ campaign လာမယ်ဆိုရင်ကျွန်တော်ဘာတွေအရေးကြီးတဲ့ဟာတွေယူလာမလဲဆိုတာကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါတယ်အရေးကြီးဆုံးတစ်ခုကတော့ကျွန်တော်တန်ဖြစ်ပါတယ်ဒါကတော့ကျွန်တော်တန်ထိုးပြီးတော့ပြီပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီအောက်မှာခင်းဖို့အတွက်ကျွန်တော်တို့ sleeping bag လို့မယ် sleeping mat လို့မှာပဲပြီးတော့ကျွန်တော်တို့reflector ကျွန်တော်တို့ reflector မရှိလို့ကျွန်တော်ဒီလိုအပြိုင်အောင်မိုးကပဲခင်းလိုက်ပါတယ်ဟိုဘက်မှာတော့နည်းနည်းပြပွားနေပါဘောနော်ကျွန်တော်မသိရသေးလို့ဒါကတော့ sleeping mat ပါsleeping mat ကတော့အမျိုးစုံရှိရပါဘောနော်ကျွန်တော်တို့ဒီလိုဖော်လေးနဲ့ပါတဲ့ဟာတုံးထားပါတယ်ညကြရင်တော့ကျွန်တော်တို့အိတ်တဲ့ချိန်ကြရင်ဘယ်လိုပြောမလဲခါမနာဘူးပေါ့နော်ဒီဖော်တဲ့ဟာကျတော့သူကလေလည်းတူတူဝင်တာပေါ့ဒီလိုဖော်လေးဆိုဆွဲစားလိုက်အောင်ပါပဲပြီးတော့ကျွန်တော်ဟာတခါတည်းကောင်းအောင်ပါပြီးတာပေါ့နော်ဒါကောင်းအောင်ပါဒါပေမဲ့သူကျတော့လေမုတ်ထဲရတာပေါ့ဒီလိုဖောင်းသွားပါပြီဒါကတော့ sleeping bag ပါဒါကတော့ညအေးမှာဆိုလို့စောင်းလို့မျိုးပုံစံပေါ့ဒါဆွတ်လိုက်ရုံပဲတူကြတော့ပြီးတော့ကျွန်တော်တို့ camping ထွက်ရင်ဆိုရင်အတိကမီးလိုအပ်ပါတယ်မီးပြီးတော့ကျွန်တော်ဒီနေ့ဟင်းချက်စားမှာဆိုတော့gas မီးဖို့ရယ် gas ရယ်ပြီးတော့ခွက်လေးcoffee တွေပါတောက်မှာပေါ့နော်ပြီးတော့ဥခွက်ပကံအဲ့ဒါလိုပါတယ်ဗျာကဲဒီနေ့ကျွန်တော်တယောက်တည်း solo camping ထွက်လာတာဖြစ်တာပေါ့နော်ကျွန်တော်ညကြရင်ဘာတွေချက်စားမလဲဆိုတာကျွန်တော်လည်းတူတူလိုက်ပါကြည့်ရှုပေးပါအောင်ခင်ဗျာဒါကတော့ကျွန်တော်ဝယ်လာတဲ့မုန့်လေးတွေဖြစ်ပါတယ်ငါးနှစ်ထုပ်ရယ်ဗီတာမင် C တွေရယ်ပြီးတော့ညကျရင်ပြုတ်စားဖို့ခောက်ဆွဲပြုတ်တွေဖြစ်ပါတယ်
ကျွန်တော်ခောက်ဆွဲပြုတ်ရင်တတိယတာတစ်ခုကကျွန်တော်တူမပါလာလို့ကျွန်တော်ဒီတန်ချောင်းနဲ့စားခဲ့ရပါတယ်ဒီလိုနဲ့ကျွန်တော်စားပြီးတော့ညအိပ်ရဝင်ခဲ့ပါတယ်တော့တောင်တက်ဖို့ရော3နဲ့ရော4ကြံနေသေးလို့မနေ့အစောကြီးထားခဲ့ပါတယ်။ဘာလို့လဲဆိုရင်တော့ကျွန်တော်စမ်းဆက်မိအောင်လို့ဆိုပြီးကျွန်တော်ထားခဲ့အချင်းဖြစ်ပါတယ်။မနေ့4နာရီဆိုတော့ညလည်းမောင်နေတရားဖြစ်တဲ့အတွက်ကျွန်တော်တယောက်တည်းတောင်မတက်ရဲလို့ကျွန်တော်ကမ်ပိန်းတူတူလာရတဲ့လူတွေနဲ့တက်ခဲ့ပါတယ်။တလန်းလုံးမီးအယောင်ပဲဆိုလို့ကျွန်တော်တက်မီနဲ့ဖုန်းမီရွယ်ရှိပါတယ်။ရော2ကနေရော4ထိကိုကျွန်တော်တို့2နာရီလောက်တော့တောင်တက်ရပါတယ်။ဒါကတော့လမ်ပူမျိုးရဲ့ညအလှလေးဖြစ်ပါတယ်။အနေမနက်ကမိုးရွာခဲ့တာကြောင့် sunrise ကိုကျွန်တော်တို့မတွေ့ခဲ့ရပါဘူး။ဒီနေရာကတော့ Dry Content ရဲ့အမြင့်ဆုံး view point ဖြစ်ပါတယ်။view point မှာခဏနာပြီးကျွန်တော်ရောတူဖြစ်တဲ့ကျွန်တော် campground ကိုပြန်ဆင်းလာခဲ့ပါတယ်campground ကိုပြန်ရောက်တဲ့ချိန်9နာရီထိုးနေပြီဖြစ်တဲ့အတွက်ကျွန်တော်မနက်စာလည်းမစားရတော့ coffee ဖြော်ဖို့ကျွန်တော်ပြင်ဆင်လိုက်ပါတယ်ပြီးတော့ကျွန်တော်ရဲ့တက်နေကိုတင်ပြီးရော1ထိကိုပြန်ဆင်းလာခဲ့ပါတယ်ကျွန်တော်ခြံထားခဲ့တဲ့ရမောင်းလိုင်းစင်ကိုလည်းဝင်ယူရပါသေးတယ်ပြီးတော့ကျွန်တော်ချင်းမိုင်ကိုရက်ထားနဲ့ပဲပြန်มาဆိုတော့ရက်ထားပဲအချင်းထွက်မလဲမသိတော့ခက်မြက်မြက်လမ်းလျှောက်ခဲ့ပါတယ်ကျွန်တော်ပူဒါယုံထီကို2နာရီလောက်လမ်းလျှောက်လာခဲ့ရပါတယ်ပူဒါယုံကိုရောက်ရှိလာတဲ့အချိန်မှာကျွန်တော်17နာရီထိုးခံနေပါပြီဒါပေမဲ့ရက်ထားက17နာရီ10မိနစ်မှာထွက်မှာဆိုတော့ကျွန်တော်လက်မဲဝယ်လို့ရခဲ့ပါတယ်ဒါကတော့ကျွန်တော်ချင်းမိုင်ပြင်မဲ့ရက်ထားဖြစ်ပါတယ်ပြီးတော့ကျွန်တော်ရက်ထားကိုစောင့်စားရင်ရက်ထားပေါ်တော့တက်ခဲ့ပါတယ်ဒီလိုနဲ့ကျွန်တော်ရက်ထားကိုတနင်္လာလောက်စီပြီးချင်းမိုင်တို့ပြန်ရောက်ခဲ့ပါတယ်ကျွန်တော်ရဲ့ vlog ကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်တဲ့ vlog မှာပြန်လည်ဆုံတွေ့ကြပါမယ် thank you ပါ